တငယ်ချင်းတို့အညိုမဲဆွဲဦးကြပါသလားကျွန်တော်ဆိုတခုခုနဲ့ဖြည်းဖြည်းတိုက်မိတိုင်းခရမ်းရောင်ဒါမှမဟုတ်အစိမ်းရောင်ပြောင်းသွားပါတော့တယ်ဒါပေမဲ့အညိုမဲဆွဲတာကဘလို့ချစ်တာလဲဘာကြောင့်အယောင်မျိုးမျိုးနဲ့ပေါ်လာတာလဲအခြေခံအားဖြင့်အညိုမဲဆွဲတာကအရေပြားအောက်ကစံကြည်မြင်သွေးကြောတွေကွဲသွားတဲ့အခါသွေးယိုစိမ့်ပြီးပတ်ဝန်းကျင်တ िश ူတွေမှာစုပုံလာလို့ပါအပြင်ဘက်အရေပြားလွှာကမဆုပ်ပြဲတဲ့အတွက်အရေပြားအောက်မှာမဲနဲ့တဲ့အဆက်အပြောက်တစ်ခုမြင်ရပါတယ်ခန္ဓာကိုယ်ကပျက်စီးနေတဲ့သွေးနီဦးတွေကိုဖယ်ရှားလိုက်တဲ့အခါအညိုမဲဆွဲတာကအယောင်ပြောင်းသွားပါတယ်အနီရောင်ဆက်ပြောင်းသွားပြီးအရေပြားအောက်မှာသွေးတစ်ထွက်နေတာကိုညွှန်ပြပါတယ်တရက်ဒါမှမဟုတ်2ရက်ကြာမှအဲ့ဒီသွေးတွေကအောက်ဆီဂျင်လျော့နေသွားပြီးအညိုမဲဆွဲတာကခရမ်းရောင်ဒါမှမဟုတ်အပြာရောင်ပြောင်းသွားပါတယ်9ရက်ကနေ10ရက်ကြာမှခန္ဓာကိုယ်ကဟီမိုဂလိုဘင်ကိုဖြိုခွဲပါတယ်အရေပြားအောက်ကဘီလီဝါပင်ဖြစ်ပြောင်းလဲသွားပြီးအညိုမဲဆွဲတာကအစိမ်းရောင်ပြောင်းသွားပါတယ်နောက်ဆုံးအဆင့်မှာတော့အညိုမဲဆွဲတာကအဝါရောင်ညိုရောင်ပြောင်းသွားပြီးဘီလီဝါပင်ကဘီလီယူပင်ဖြစ်ပြောင်းလဲသွားတာကြောင့်အညိုမဲဆွဲတာကပျောက်ကင်းလို့နီးပါပဲပုံမှန်အားဖြင့်ဒီညိုမဲဆွဲတာတွေကတစ်ပတ်ကနေနှစ်ပတ်အတွင်းသူ့လိုပျောက်သွားလိမ့်ရှိပါတယ်ထိခိုက်ဒဏ်ရာရပြီးနောက်ညိုမဲဒဏ်ရာကိုမြန်မြန်ပျောက်ကင်းချင်ရင်တော့ပထမ48နာရီအတွင်းရေခဲကပ်ပေးလိုက်ပါဗျာ